ဆရာဝန်ကကားသမားကိုရဲလက်အပ်ပြီးနှိပ်စက်ခံထားရတဲ့အမျိုးသမီးလေးကိုပွေ့ချီကသူ့ကားပေါ်ခေါ်လာခဲ့ပါတယ်စိတ်တန်ရာတွေနဲ့တုံရီနေတဲ့သူမကိုကြည့်ပြီးဆရာဝန်ရဲ့ရင်ထဲမှာအတိုင်းမသိနာကျင်ရတယ်လို့အတိတ်ကသူအပြစ်လုပ်ခဲ့မိတဲ့ပထမဆုံးရေးစားလေးကိုလည်းပို့ပြီးတတိယလာမိပါတယ်နောက်တစ်နေ့မှာတော့လှုပ်ဝက်စုံစမ်းစစ်ဆေးရေးအဖွဲ့ကဆရာဝန်စီကိုအချက်လက်တွေလာပို့ပါတယ်အဲ့ဒီအချက်လက်တွေထဲမှာသူတစ်ချိန်ကတိတ်ချစ်ခဲ့ပြီးပျောက်ကွယ်သွားတဲ့ဝါဝါတုတ်တုတ်ကောင်မလေးဟာအခုသူ့ရှိကထိတ်တန်းဒီဇိုင်နာမလေးဖြစ်နေကြောင်းနာစစ်ဆေးချက်ရလက်တွေနဲ့တကွာပါရှိနေပါတယ်ပို့ပြီးတော့အံ့ဩတုန်လှုပ်ရတာကလွန်ခဲ့တဲ့9နှစ်ကသူမမှာသူ့ရဲ့အမွှာရင်သွေးလေးတွေရှိခဲ့ပြီးဆင်းရဲဒုက္ခတန်ကြောင့်တယောက်ပဲအသက်ရှင်ကျန်ရစ်ကအခုဆေးရုံမှာပြနေတဲ့သမီးလေးဟာသူ့ရဲ့သွေးသားရင်းချဖြစ်နေတယ်ဆိုတာပါပဲအမှန်တရားကိုသိလိုက်ရတဲ့ဆရာဝန်ဟာမျက်ရည်တွေစီးကျလာပြီးလွန်ခဲ့တဲ့9နှစ်ကတငယ်ချင်းဖြစ်သူနဲ့အပျော်တွဲတာလို့ပြောခဲ့တဲ့စကားဟာအဖေဖြစ်သူရဲ့မျက်စိအောက်ကနေသူမကိုကာကွယ်ပေးခြင်းလို့ဟန်ဆောင်ပြောခဲ့တာဖြစ်ကြောင်းသူမမသိခဲ့တာကိုရင်နာမဆုံးဖြစ်ရပါတော့တယ်တစ်ဖက်မှာလည်းအညိုအတေးကြီးတဲ့တထေးမဟာအမျိုးသမီးကိုအလုပ်ကနေနှင်ထုတ်ရုံတင်မကပဲသူမရဲ့ဒီဇိုင်းတွေကိုပါတကုတ်ချထားပါတယ်ဆိုပြီးလုပ်ငန်းခွင်မှာနာမည်ဖြတ်ဖို့ကြံစီပါတယ်သူမဟာကုမ္ပဏီရဲ့အရေးကြီးတဲ့ရင်းနှီးမြှုပ်နှံသူအသေးရောက်လာမယ့်ပွဲမှာအမျိုးသမီးကိုလူပုံအလဲရှက်ခွဲဖို့အကွက်ဆင်ထားတာပါပွဲနေ့ရောက်တဲ့အခါတထေးမဟာအမျိုးသမီးကိုလူတွေအများကြီးရှေ့မှာသူ့ဒီဇိုင်းတွေကိုခိုးချတဲ့သူတောင်းစားမှဆိုပြီးအော်ဟောက်ဆဲဆိုကပါရိုက်ဖို့လက်ရွယ်လိုက်ပါတယ်အတိအကျအဲ့ဒီအချိန်မှာပဲပွဲခင်းတဲ့ကိုတက်တော်ဆောင်တွေခြံရံပြီးခန့်ညားထဲဝါလာတဲ့ရင်းနှီးမြှုပ်နှံသူတထေးကြီးရောက်လာပါတယ်အဲ့ဒီတထေးကြီးကတော့တခြားသူမဟုတ်ပဲဆေးရုံကဆရာဝန်တကယ်တော့ထိတ်တန်းဘီလီယံနာမိသားစုရဲ့အမွေခံသားဖြစ်နေပါတော့တယ်သူကတထေးမရဲ့လက်ကိုဖမ်းဆွဲတားဆီးလိုက်ပြီးလူတိုင်းကိုကြေညာလိုက်ပါတယ်ဒီအမျိုးသမီးကသူတောင်းစားမှမဟုတ်ဘူးငါရဲ့တူရဲတော်ဇနီးပြီးတော့ဒီကုမ္ပဏီရဲ့ဥက္ကဋ္ဌတစ်ပဲတထေးမဟာအံ့ဩလုံးလို့စွန့်သွားပြီးကုညီမဲ့သူမရှိပဲကုမ္ပဏီကနေချက်ချင်းမောင်းထုတ်ခံလိုက်ရကနာမည်ပြည့်စရင်အတွင်းခံလိုက်ရပါတော့တယ်အဲ့ဒီနောက်မှာတော့ဆရာဝန်ဟာအမျိုးသမီးလေးနဲ့သမီးလေးရဲ့ရှေ့မှာဒူးထောက်ပြီးအတိတ်ကနားလည်မှုလွဲခဲ့တာတွေကိုမျက်ရည်ဆက်လက်နဲ့ရှင်းပြကတောင်းပန်ပါတော့တယ်အမျိုးသမီးလေးလည်းသူ့ရဲ့စစ်မှန်တဲ့နောင်တနဲ့အချစ်ကိုမြင်ရတဲ့အခါမှာတော့နှစ်ရှည်လာများတိုးဝက်ထားတဲ့နာကျင်မှုတွေအရေးပြောသွားပြီးသူ့ကိုခွင့်လွှတ်ပေးလိုက်ပါတယ်နောက်ဆုံးမှာတော့ဆရာဝန်ဟာသမီးလေးရဲ့မွေးရပါနှလုံးရောဂါကိုကုသပေးနိုင်မဲ့ကမ္ဘာအကောင်ဆုံးဆေးဘက်ဆိုင်ရာအဖွဲ့ကိုခေါ်ယူပြီးအောင်မြင်စွာခွဲစိတ်ကုသပေးခဲ့ပါတယ်မိသားစု3ယောက်သားအတိတ်ကဒဏ်ရာတွေကိုကြော်ဖြတ်ပြီးပျော်ရွှင်အေးချမ်းတဲ့မိသားစုဘဝလေးကိုပြန်လည်ပိုင်ဆိုင်သွားရပါတော့တယ်